ဒါကရွာကဈေးဝယ်ထွက်ခြင်းပေါ့နော်ဒီမနေ့ဈေးချင်းနောက်မှာတော့ပဲတိပါပါမယ်ဒီပဲတိကတော့စင်လို့ခေါ်ပါတယ်ဒါကိုအာလူနဲ့ခန်းသီးနဲ့ချက်ပါမယ်ဒီမနေ့တော့ဒီမှာတော့ပတ်စံတော့မကုန်ဘူးပေါ့နော်နည်းနည်းတော့စဉ်းစားရတယ်လေထဲမှာတော့ခူရမလားခြံဝင်းထဲမှာဘာစားဖို့ရှိမလဲအဲ့လိုရှာတော့ရှာရတာပေါ့နော်ပန်းစုံနဲ့ခွဲပြီးတော့ရိုက်နေကြည့်မေအောင်တောက်ပြီလားကောင်းကောင်းလေးပဲရှိရကျဒီဟာနဲ့ခရမ်းသီးနဲ့ဆက်စားမယ်ဈေးသွားပြီးသွားပြီဒါနေ့လယ်စားအတွက်ဈေးသွားပြီးသွားပြီပေါ့နော်ဒီမှာမနက်ပိုင်းဆိုမုတ်လောက်စားတာများတယ်အဲ့တော့ညစာအတွက်ကတော့ရှာရအောင်မှာပေါ့တနေ့ကို3ချိန်ချက်ရတာဆိုတော့3ချိန်အတွက်တော့နည်းနည်းစဉ်းစားရတာပေါ့နော်စဉ်းတော့စဉ်းစားရပြီနဲ့ပတ်စံတစ်ပြားမှမကုန်ကဲဈေးဝယ်ပြီးလို့ချက်ကြပြုတ်ကြပါတော့မယ်ရှင်ဒီပဲသီးလေးကိုလည်းမဆလာလေးနဲ့ပေါ့နော်ခရမ်းသီးအာလူလေးနဲ့ရောပြီးတော့အီအီလေးချက်ပါမယ်သူကတော့နည်းနည်းနူးအောင်တဲရပါတယ်အစီပါတဲ့အတွက်လေအစီကနည်းနည်းကြီးတယ်ကောင်းနော်လက်လက်ဆက်ဆက်ဒါရဒီကဟင်းနေရအဲ့ဒါကြောင့်အချုံမုံတွေပိုင်းထည့်စရာမလိုသူကအသေးနှံနေဆိုလို့ရှိရင်လေသူ့ရဲ့အချုံတက်အရသာကိုရှိနေဒီလိုပုံစံလေးပေါ့နော်ဒီနေ့ကအမကြီးကအာလူမထည့်တော့ဘူးတဲ့ဒါတကယ်တော့အာလူထည့်ရင်လည်းရတယ်ပေါ့နော်အဲ့လိုမျိုးမဆလာလေးနဲ့ခရမ်းသီးနဲ့ဒီပဲသီးနဲ့ဟိုဤဝအောင်လို့ကြော်ပြီးတော့မှခရမ်းကျင်သီးထည့်ရေးထည့်ပါမယ်အနောက်မှာလည်းဖြူနဲ့ဓာတ်ပုံရိုက်မလို့တဲ့ဒီမှာဖိုတိုခစ်လေး1 2 3ရွာကလေးတွေဖုံးဘလောက်စိမ့်တာလဲကိုကပြီးသွားပြီသူကမပြီးသေးဘူးမှကြည့်လိုက်ဘယ်လိုကြောင်မလားကြောင်အဲ့ဒါမှမဟိုကတက်တော်နေရတူးတော့မယ်လိုက်တော့ပတ်လာနည်းနည်းထိုင်လိုက်တော့ဒီလိုထိုင်လိုက်တော့ဟဲ့တူတူလေးဒူးနေပြီခါကုန်တော့နောက်စနေမုတ်ကထဲတာနောက်ကျသွားလို့ရှိရင်စနေမုတ်ဆိုနန်ဝါအေးအဲ့လိုမျိုးကျလိုက်လေပေါ်နေကျလာပြီးတော့မှစနေမုတ်အနက်လေးနည်းနည်းတိသွားတော့မှထဲလိုက်ဒီလိုထဲလိုက်လို့ဆိုစနေမုတ်ဆိုအေးပါနေမနန်အောင်လို့ပြီးရောကဲတူမလေးကစွဲကြော်နေတာ तू ကတော့စနေမုတ်ဆိုမနန်အောင်လို့ပြောပါတယ်ဒီဘက်ကပဲသီးရလဲကြော်လို့ပြီးပြီဆိုတော့ဒါရေထက်ခရမ်းကျင်သီးထည့်ပြီးကြက်ပါပြီးထမင်းစားမယ်နော်တကယ်ကြော်ဒီမှာအရန်ကောင်းတဲ့ဟင်းစင်းနဲ့ဘန်တက်နဲ့မနေ့ကခူးတဲ့ပဲသီးနဲ့ပဲဟင်းဘူးရကြော်ဒါကတော့ဒီနေ့ရဲ့ favorite ပေါ့ချက်သွန်တော့ချက်ဥနဲ့ပဲမှုန့်နဲ့ကြော်ထားတာလည်းရှိပါတယ်ဒီများတွေမစားဘူးကိုကအရင်ဆုံးကိုကစားတာသူကဗီဒီယိုကြောက်တဲ့အခါကျတော့ကိုနဲ့ဘယ်သူမှအတူတူမစားဘူးအဲဆိုကိုကမြန်မြန်တော့စားပေးရတာပေါ့ရှေ့ကစားမဲ့လူကဒါကတော့ရှူးရှက်ပေါ့တက်တော်အောင်လို့ငှက်တီအိမ်မှာထောင်းတဲ့ငှက်တီမှုန့်နဲ့တုတ်ထားတာကောင်းတယ်ကျဲဦးကျဲဦးမစားကြည့်ရဘူးကစားရကောင်းတယ်မဟုတ်လားဒီဒါကမြည်ကြတယ်ဒါကကျဲဦးကိုပဲမှုတ်အစိမ့်နဲ့ကြော်ထားတာတဲ့စားကြည့်လိုက်ဘာမှမထည့်ထားဘူးစားတော့ဘာလို့မထည့်ထားထက်ထားလေသိတော့လေကြိုက်ပြီးတော့မဟုတ်ပါဘူးပဲမှုတ်အစိမ့်ကြော်နည်းနည်းနန်းတယ်လို့တိတ်မကြက်တာဒီမှာအသားချက်ကပဲကိုပဲအားကိုးရတာလေရွှဲရွှဲလေးစမ်းပြီးစားပါမယ်ချက်ပေါင်းရှင်ဒီအိုင်နဲ့စားဆက်နေ